ဘေးလည်းရှိတယ်အင်တာနက်ဘက်ကလည်းရှိရဲဒါပေမဲ့ mobile data ဖွင့်ပြီးတော့ internet သုံးလို့မရဘူးဆိုရင်ဘာတွေလုပ်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြပြပေးပါမယ်အဲ့တော့အရင်ဆုံး setting တွေကိုဝင်ပါထဲမှာ mobile network တွေကိုထပ်ဝင်ပါအဲ့မှာကို internet သုံးတဲ့ single လေးကိုရွေးပေးပါပြီးတော့ရင် access point တွေကိုနှိပ်ပေးပါမြားလေးကိုနှိပ်ပြီးဝင်လိုက်ပါပြီးရင် name နေရာမှာကိုသုံးတဲ့ single ရဲ့ operator နာမည်ကိုထည့်ပေးပါပြီးအောက် APN နေရာမှာ internet ဆိုပြီးတော့ရေးပေးပါအဲ့ဒါပြီးတော့ရင်အောက်က access လေး30ကိုနှိပ်ပြီးတော့ save ကိုနှိပ်လိုက်ပါနောက်တစ်နည်းက prefer network type မှာ prefer LTE ရော 4G ရွေးထားလားဆိုတော့ကိုပြန်ပြီးတော့စစ်ကြည့်ပါနောက်တစ်ခုက more connectivity option ထဲမှာ reset Wi-Fi mobile network and Bluetooth ကိုရွေးလိုက်ပါပြီးလို့ရှိရင် reset setting ဆိုတာကိုနှိပ်ပြီးတော့ network setting reset ချကြည့်ပါနောက်တစ်နည်းက additional setting တွေက day and time ထဲမှာ set time automatically ရဲ့ set time zone automatically ကိုဖွင့်ထားပေးပါနောက်ထပ်တစ်နည်းက airplane mode ကိုခဏဖွင့်ထားပြီးရင်ပြန်ပိတ်ပြီးတော့စမ်းကြည့်ပါနောက်ဆုံးနည်းကတော့ဖုန်းကို reboot ချကြည့်ပါဖုန်းရဲ့တချို့ system error တွေက reboot ချရုံနဲ့အဆင်ပြေသွားတာတွေရှိပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်ရဲ့ account လေးကို like and follow လုပ်ခဲ့ပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်